အားလုံးမင်္ဂလာပါဗောနော်ဒီနေ့ကျွန်တော်တို့ရောက်နေတဲ့ Indonesia Bali ဗောနော်ဒီနေရာလေးကအရန်ဟိုမှာတာရတယ်ဗောနော်ဆိုတော့အရင်ရက်ကတော့ကျွန်တော်တို့သွားခဲ့တဲ့နေရာကတော့ပူတယ်ဗောနော်ညာတူပူတယ်ဒါပေမဲ့ဒီနေရာလေးကတော့တောင်ပေါ်မြို့လေးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့အေးချမ်းလေးနေရာလေးရလည်းဖြစ်တယ်ဗောနော်ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီရေကန်ကြီးကအကျယ်ကြီးပဲရှိတယ်ဒီရေကန်မှာဆိုကျွန်တော်တို့ကမြူတွေဆိုင်းနေတာကျွန်တော်တို့တွေ့ရတယ်ဗောနော်ဆိုတော့ဒီနေရာလေးကတကယ်ကိုပဲကျွန်တော်တို့ကလေပတ်လို့လည်းအရန်ဟိုမှာကောင်းနေဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဗောနော်ဆိုတော့အဲ့ဒီနေရာလေးကျွန်တော်လာသိတဲ့ဓာတ်ပုံနဲ့အရင်ရိုက်လို့ကောင်းတဲ့နေရာလေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေရာလေးမှာပုံထွက်လေးတွေအမှန်တမ်းပဲကောင်းပြီးတော့မှပဲပေါ့နော်ဒါလာပြီးတော့မှဒီနေရာမှာကျွန်တော်တို့အနေနဲ့လာလေပတ်မယ်ဆိုလို့ရှင်တော့ဒါအားလုံးကစိတ်ကျဉ်တဲ့မှုကျွန်တော်ရှိမှာဖြစ်တယ်တခါလေးကျွန်တော်တို့ရဲ့ဘဝမှာပေါ့နော်နေ့စဉ်ကျွန်တော်တို့အလုပ်တွေလုပ်ကန်ကြရတယ်မိသားစုရေးတွေရှိတယ်လုပ်ငန်းကိစ္စရေးတွေရှိတယ်ကိုယ့် personal ကိစ္စစသဖြင့်ပေါ့နော်ကျွန်တော်တို့အမျိုးမျိုးကျွန်တော်တို့ကရှိကြတယ်ဆိုတော့လူတွေရဲ့ဘဝမှာနေ့တိုင်းကျွန်တော်တို့ကမတူညီတဲ့ပေါ့နော်စိတ်ပိုင်းဆိုင်ရာတွေကျွန်တော်တို့ကဒီလိုအရာမျိုးတွေကကျွန်တော်တို့စီမှာရှိနေကြတယ်ပေါ့နော်အခုကျွန်တော်တို့မြန်မာနိုင်ငံမှာရှိရတဲ့ဆိုလို့ရှင်လည်းကျွန်တော်တို့ဘာတွေကြုံရလဲဆိုတဲ့အခါမျိုးဆိုတော့အဓိကချားနိုင်ငံတွေတက်ပို့ပြီးတော့မှကျွန်တော်တို့မှာအဖက်ဖက်ကနေပြီးတော့မှစိတ်ဖိစီးမှုတွေကျွန်တော်တို့အနေနဲ့စိတ်ခံစားမှုတွေကိုကျွန်တော်တို့ကပို့ပြီးတော့မှရင်ဆိုင်ရတော့စိတ်ပိုင်းဆိုင်ရာကျွန်တော်တို့ရဲ့ physical ပိုင်းဆိုင်ရာအပိုင်းတွေမှာဆိုကျွန်တော်တို့ကပို့ပြီးတော့မှကျွန်တော်တို့မှာဒီ stress တွေကပိုများတယ်ပေါ့နော်အဲ့လိုပိုများတဲ့အခါမှာအခုလိုမျိုးကျွန်တော်တို့ကဒီခီးလေးကိုကျွန်တော်တို့သွားလိုက်ခြင်းအားဖြင့်ကျွန်တော်တို့ရဲ့ဘဝအမိုးတွေအများကြီးပြည့်သွားမယ်မတူညီတဲ့အတွေ့အကြုံကျွန်တော်တို့ခံစားရမယ်မတူညီတဲ့ဒလိထုံးဆိုင်တွေတို့ရဲ့ကာရှာတွေတို့ရဲ့ language တွေတို့ရဲ့အစားအစာတွေပေါ့နော်ဒါတွေကိုကျွန်တော်တို့မြင်သွားတဲ့အတွက်ကြောင့်မလို့ဒါတွေကဘဝမှာအခိုက်အတန့်တစ်ခုလောက်ထိကျွန်တော်တို့အနေနဲ့ပြန်လည်ပြီးတော့မှကိုယ့်ကိုယ်ကဒါဒီကိုယ့်ရဲ့ stress တွေကိုယ့်ရဲ့ mental ပိုင်း physical ပိုင်းဆိုင်ရာတွေကို reduce လုပ်ပြီးနိုင်ရုံသာမကပဲနဲ့အဲ့တော့ကိုယ့်ဘဝမှာဒီအရာလေးတွေကမမေ့နိုင်တဲ့အမှတ်တရအနေနဲ့ကျွန်တော်တို့ကကြံရစ်ခဲ့ပြီးတော့မှာပဲရှေ့ဆက်မဲ့ကိုယ့်ရဲ့ဘဝအတွက်ကိုလည်းကျွန်တော်တို့အတွက်ခွန်အားတွေကျွန်တော်လာပြီးတော့မှလည်းရရှိစေနိုင်သလိုမျိုးပဲဒီနေရာနဲ့ကျွန်တော်တို့ကမြင်နိုင်တဲ့အရာတွေကိုယ့်အတွက်new idea ကျွန်တော်ရပြီးတော့မှဘဝကိုရှေ့ဆက်ဘာလုပ်တင်တယ်ဘာလေးတွေငါတို့လုပ်တင်တယ်ဆိုတော့ဒီလိုမျိုးအရာမျိုးတွေကျွန်တော်တို့ကပုံမှုပြီးတော့မှပဲကျွန်တော်တို့အနေနဲ့မြင်တွေ့သွားနိုင်တယ်ဆိုတဲ့အတွက်ကြောင့်မလို့အဲ့ဒီလိုမျိုးကျွန်တော်တို့က overseas key လေးမှာကိုယ့်အတွက်တကယ်ကိုပဲ relax ဖြစ်ပြီးတော့မှကိုယ့်ရဲ့ဘဝတွေကိုဒါအခိုက်အတန့်တစ်ခုထိကျွန်တော်တို့ပြည်ပြီးတော့မှပဲကိုယ့်ရဲ့ရှေ့ဆက်ဘဝအတွက်ကိုခွန်အားတွေပြန်ရဖို့လမ်းဆန်းသွားဖို့ရန်အတွက်ဘာတွေဆက်လုပ်ရမလဲဆို plan လေးတွေကိုကျွန်တော် idea လေးတွေကိုစဉ်းစားသွားနိုင်ပြီးတော့မှပဲကျွန်တော်တို့အနေနဲ့ဆက်ပြီးတော့မှဒီလိုမျိုး key စဉ်တွေကျွန်တော်တို့အများကြီးပဲအထောက်အကူညီဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ဒီနေရာလာရင်းနဲ့ခံစားရတဲ့အကြောင်းအရာတွေကိုဒီမှာရှိတဲ့မိတ်ဆွေတို့ကျွန်တော်ပြန်လည်ပြီးတော့မှပဲကျွန်တော်အနေနဲ့ sharing လုပ်ပေးခြင်းပဲဖြစ်ပါတယ်အားလုံးကိုအတူပဲကျေးဇူးတင်ပါတယ်အားလုံးပဲကောင်းသောနေ့ရက်လေးဖြစ်ကြပါစေ